အားလုံးပဲမင်္ဂလာပါခင်ဗျာဒါလေးကတော့အရှိတကုံမှာရှေ့တကုံ17မှာရှိတဲ့ဒါကျွန်တော်တို့နှစ်ထပ်လုံးချင်းလေးကိုအတွင်းပိုင်းအားလုံးဒါကိုမမေစစ်သုံးလုပ်ငန်းဝင်ဆောင်မှုမှတာဝန်ယူတာဝန်ခံပြီးပစ္စည်းလက်ခလုပ်ကင်ပေးတဲ့အလုံးလေးဖြစ်ပါလေခင်ဗျာအပြင်ပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီရွှေလာငွေလာတွေကိုလိုက်ကာတင်ပြီးတော့ဒီဆေးမှာဆိုရင်ကျွန်တော်တို့နေပေါ်အတမ် level ကိုသုံးပေးထားပါလေဟုတ်ကဲ့ပါဒီຢာလေးကတော့အတွင်းပိုင်းဖြစ်ပါတယ်အတွင်းပိုင်းမှာဆိုရင်ကျွန်တော်တို့ဒါကာလာလေးဒါအင်ရှင်စိတ်ကြိုက်ကာလာလေးကိုသုံးပေးထားပါတယ်ဟုတ်ကဲ့ဒါလေးကဒီလေးကျွန်တော်တို့ site up ဖို့ပေါ့နော် site up မဲ့လုပ်ွက်လေးပါဒီမှာကန်ရှင်းနေလဲလုပ်နေပါပြီနော်ဟုတ်ကဲ့ချစ်စရာကာလာလေးပေါ့နော်